မြေကြီးတန်းလေတပ်စကန်ဌာနချုပ်ကို KIA ကအသေးခံဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့မှုတိုက်လင်တစီပျက်စီးခဲ့နှစ်ရက်တွင်ရဟန်တစီနဲ့တိုက်လင်တစီဖျက်ဆီးနိုင်ခဲ့ကချင်ပြည်နယ်မြေကြီးတန်းလေတပ်စကန်ဌာနချုပ်ကို KIA ကအသေးခံဒရုန်းနဲ့ထပ်မံတိုက်ခိုက်ရာတိုက်လင်တစီပျက်စီးခဲ့ကြောင်း KIA သတင်းမြစ်ကပြောတယ်ဒီဇင်ဘာ26ရက်နေ့ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမှာရှိလေတပ်စကန်ဌာနချုပ်ကို KIA ကအသေးခံဒရုန်းနဲ့ထပ်မံတိုက်ခိုက်ရာမှာတိုက်လင်တစီပျက်စီးကြောင်းတိုက်လင်ပျက်စီးမှုကိုယနေ့မှအတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းမြစ်ကပြောတယ်ဒီဇင်ဘာ25ရက်နေ့မှာမပကလေးတပ်ကိုတိုက်ခိုက်မှုမှာရဟန်တစီနဲ့တိုက်လင်တစီပျက်စီးခဲ့ပါတယ်။ဒီဇင်ဘာ26ရက်နေ့မှာဒုတိယကြိမ်ထပ်မံတိုက်ခိုက်ရမှာဖိုက်တာတစီပျက်စီးသွားတယ်လို့ KIA သတင်းမြစ်ကရှင်းပြတယ်။ဒီဇင်ဘာ25ရက်နေ့မြေကြီးနားလေတပ်စကန်ဌာနချုပ်ကို KIA ကတိုက်ခိုက်ခဲ့မှုမှာ MI-70 ရဟန်တစီနဲ့ KHW တိုက်လင်တစီထိမှပျက်စီးသွားတယ်။ယခုနှစ်2025ခုနှစ်မေလအတွင်းကချင်ပြည်နယ်ဗမာမြို့မှာ KIA က FPV drone တွေနဲ့စစ်ရိုင်တစီကိုတိုက်ခိုက်ပျက်စီးပြီးစစ်တပ်ဘက်ကစစ်ကူတောင်းရောက်တော့ပြွာမှုနဲ့ဖွဲ့ပါဝင်နေဆုံးရရှိနေစစ်တဲ့15ဦးထပ်မံတည်ဆုံခဲ့ပါတယ်။ဆက်လက်ပြီးစကိုင်းနဲ့6မြို့နယ်မှာစစ်တပ်ထိုင်ကြားတပ်ဆွဲထားနေရတဲ့စစ်ကြောင်းတိုက်ခိုက်မှုစစ်သား12ဦးသေဆုံးစကိုင်းနဲ့စကိုင်းမြို့နယ်အုံတော်ရဖွံ့ဖြိုးရေးကျောင်းဝင်းတွင်ရွေကောက်ပွဲကျင်းပအစီအစဉ်နဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Generation Z Power ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကြားတပ်ဖွဲ့ပြောင်းဝင်ရှိသူကပြောတယ်ဒီဇင်ဘာ20ရက်နေ့မိုးလယ်10:30မိနစ်ခန့်မှာစကိုင်းမြို့နယ်အုံတော်ရဖွံ့ဖြိုးရေးကျောင်းတွင်မှာအတွင်းအောင်ရွေကောက်ပွဲကျင်းပပြုလုပ်အစီအစဉ်လျက်ရှိတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ဖွံ့ဖြိုးရေးကျောင်းတွင်ကိုလက်နက်ကြီးတွေကြားရောက်ပေါက်ကွဲပြီးကျောင်းကြီးနေနဲ့ကရုတ်ကျင်းတွေထိခိုက်ပျက်စီးကစစ်တပ်ဘက်ကထိခိုက်မှုရှိကြောင်းသိရပါတယ်။ပြည်သူ့ဆန္ဒမပါဘဲပြုလုပ်တဲ့အရာမှန်များကိုဆက်လက်မလုပ်ဆောင်ဖို့စစ်ကောင်စီကိုတတိထပ်ပေးခြင်းနဲ့အဲ့နေရာမှာစစ်ခွင့်ရ80ဝန်းကျင်လောက်ရှိတဲ့ဒေပြောင်းရှယ်တီကြောင်မတိအောင်ထပ်တိုးရာတီရရဲမေပါထည့်လို့သိရပါတယ်။ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ဘက်ကလက်နက်ငယ်နဲ့အချိန်ကြာမြင့်စွာပြန်လည်ပစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကို Generation Z Power ပြည်သူ့ကာကွယ်မျိုးပြပြောကြားတပ်ဖွဲ့နဲ့မဟာမိတ်တွေဖြစ်ကြတဲ့တော်ရင်တူပီ NDF နဲ့မြေကပကဖောင်ပွဲပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။လာတူမကွေးတိုင်း6မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲတိုင်းနေရာနဲ့စစ်ကြောင်းတိုက်ခိုက်ရာစစ်သား12ဦးသေဆုံးကြောင်း South Revolution Army ဖွဲ့မှတာဝန်ရှိသူကပြောတယ်။ဒီဇင်ဘာ23ရက်နေ့မနက်9:00နာရီခန့်မှာပိုးကုန်းရာရှိအကြမ်းဖက်စစ်တပ်ထိုင်စကန်နဲ့ကုန်းကြီးပြူစော်တီယာကိုတော်လိုင်းတပ်ဖွဲ့တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒုတိယတိုက်ပွဲက2နာရီခန့်ကြာမြင့်ပြီးအကြမ်းဖက်စစ်တပ်ဘက်ကစစ်ဗိုလ်တပ်အပါအဝင်4ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ဒီဇင်ဘာ24ရက်နေ့မိုးလယ်ပိုင်းမှာကျောင်းပန်တောင်6လမ်းပိုင်းမှာ6မြို့နယ်ကျန်းခိုင်ပါတီအမတ်ရဲတင်တဲ့အတူလုံခြုံလိပ်ပိုင်းကားတွေကိုကြားပြတိုက်ခိုက်ရာကျန်းဖက်စစ်တပ်ဘက်က3ဦးသေဆုံးပြီး10ဦးပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်းဒီဇင်ဘာ25ရက်နေ့မိုးလယ်2:30မိနစ်မှာ6မြို့မြောက်ဖက်မြို့ဝင်ကြောက်တဲဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာကျန်းဖက်စစ်တပ်ဘက်က2ဦးသေဆုံးပြီး10ဦးပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်ဒီဇင်ဘာ26ရက်နေ့မနက်ပိုင်းမှာတမ69ကအင်အား200ဝန်းကျင်နဲ့ထွက်လာတဲ့စစ်တပ်ကတစ်တိုကန်တလုံးသွေးပြရွာကန်တောက်ကျိုင်း IGGR တွေတခြားစစ်ကြောင်းထိုးလာပြီးတော်လိုင်းတပ်ဖွဲ့တွေကအသေးခံဒရုန်းမိုင်းတွေနဲ့တိုက်ခိုက်ရာစစ်သား3သေဆုံးပြီး15ဝန်းကျင်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထိုစစ်ကြောင်းကမြို့ပြရွာမှာနေအိမ်တစ်လုံးကန်တော်ကျင်းမှာနေအိမ်3လုံးနဲ့ IG ရွာမှာနေအိမ်တစ်လုံးတို့ကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းထိုစစ်ကြောင်းကဒီဇင်ဘာ29ရက်နေ့ IG ရွာကဖိုကိုရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်ပြည်သူတွေစစ်တပ်အတွေ့အကြုံရေကောက်ပွဲမဲယုံနေနာရှောင်ရှားပေးဖို့မှာခြင်းနဲ့စေတရင်ကိုသတိပြုကြဖို့မှာခြင်းပါတယ်ထိုတိုက်ခိုက်မှုကိုမကွေးခရိုင်စစ်တာနာညွှန်ကြားချက်နဲ့6 Revolution Army နဲ့အတူ SR7 မကွေးတိုင်းဒုလှုပ်ရှားတိုင်မကွေးခရိုင်မတ်တေတိုင်မကွေးခရိုင်မတ်နေတိုင်မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်ဆက်လက်ပြီးစစ်ပြူကျွန်းမြို့ကိုလာတဲ့စစ်ကူလက်နက်ခဲယမ်းတင်စင်ရင်တန်းကိုတိုက်ခိုက်မှုစစ်သား45ဦးထပ်မံတေဆုံးပြီးစစ်ကောင်5စီးပောက်ကွဲပြကြမကွေးတိုင်းစလင်းမြို့နယ်စင်ပြူကျွန်းမြို့ကိုလာတဲ့စစ်ကူလက်နက်ခဲယမ်းတင်စင်ရင်တန်းကိုတိုက်ခိုက်ရာစစ်သား45ဦးတေဆုံးပြီးစစ်ကောင်5စီးပောက်ကွဲပြကြခဲ့ကြောင်းမကွေးတိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့သတင်းမြစ်ကပြောတယ်ဒီဇင်ဘာလ25ရက်နေ့ည9:00နာရီမှာဆလင်းမြို့ကနေစင်ပြူကျွန်းမြို့ကိုဦးတီထောက်ကလာအင်အား190ခန့်ပါဝင်တဲ့စစ်တပ်စစ်ကူစစ်ကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ရာစစ်ကြောင်းမှာပါရှိလက်နက်ခဲနဲ့ drone တွေတင်ဆောင်လာတဲ့မော်တော်ယာဉ်5စီးလုံးနေရာမှာပဲပောက်ကွဲပျက်စီးပြီးစစ်သားများပြားထိခိုက်ဒေဆုံးကဆုံးခွာထွက်ပြေးသွားပါတယ်။ထို့သောစစ်ရင်တန်းကိုကြားပြတ်တိုက်ခိုက်မှုမှာပခုတ်ကူမျိုးချင်းဆိုင်တမ100တေလောက်ခန့်ခါမ253 254 255တက်တွေနဲ့ရှင်းမိုင်ကန်ကွာဆလင်းမြို့နယ်တာစီကျာနီမှာဖြစ်ပွားခဲ့ကြောင်းထို့ကြောင့်ဂျပန်စစ်တပ်ကတိုက်ခိုက်ခံရတဲ့နေရာနီးနားမှာရှိတဲ့တာစီကျာတရားလုံးကိုမိရှုဖျက်ဆီးခဲ့ပါတယ်။လာတာကတော့ဆလင်းဘက်ကလာတာဖြစ်စဉ်ဖြစ်သွားတာကတော့တာစီရွာနာအဲဒါကြောင့်လဲတာစီရွာကိုမိရှုဖျက်ဆီးသွားတယ်သူတို့လမ်းကြောင်းရှင်တဲ့သဘောမျိုးပါမယ်။အဲဒီကားတွေကတမ100တေလောက်ကနေလာလို့သိရတယ်။အဲဒီနားမှာ253 254 255ဆိုပြီးစစ်ပြူကျွန်းနဲ့ရှင်းမိုင်လောက်ဝေးတဲ့နေရာမှာတန်ရင်3ရှိပါတယ်။ဒီဇင်ဘာ23ရက်နေ့မနက်အာရုံတက်ချိန်မှာအကြမ်းဖက်စစ်ကောင်စီကတွေ့ရရွေးကောက်ပွဲပထမချိန်ကျင်းပမယ်။မကွေးတိုင်းတွင်မှာရှိဆလင်းမြို့နယ်နဲ့ပွင့်ဖြူမြို့နယ်ပါဝင်မြို့နယ်ပေါင်း6မြို့နယ်ကစစ်စကန်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မကွေးတိုင်းစစ်ဌာနရဲ့ဦးစီးကိုယ်ကဲမှုနဲ့စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာမြို့နယ်များတွင်ရှိဂျပန်စစ်ကောင်စီကော်မရှင်ရဲ့အုပ်ချုပ်ရေးနဲ့စီရေးကဏ္ဍဆိုင်အခြေခံစာအုပ်တွေကိုမိရှုဖျက်ဆီးနိုင်ခဲ့ပါတယ်။ထို့အပြင်စစ်တပ်ကပြည်သူကို
ပြစ်မှတ်ထားလေးကြောင်းတိုက်ခိုက်မှာ3ပြည့်လင်းပုံးတွေထုတ်လို့ရစိတ်ပြမြို့နယ်အတွင်းမှာရှိတဲ့ကပ္ပစာ21 20နဲ့လက်နက်ကြီးကြီးစံတွေထုတ်လို့ရပေါင်းမြို့နယ်အတွင်းမှာရှိတဲ့ကပ္ပစာ24ကိုတွေ့တန်ထားလျက်စစ်မဟာတပ်အလိုင်းကတပ်တိုင်းပေါင်း100ကျော်ကိုတပြိုင်နက်တည်းမိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်ယခုကစလင်းမြို့နယ်အတွင်းရှိစလင်းမြို့နယ်စစ်ပြကျွန်းမြို့တို့ကိုတော်လိုင်းအင်အားစုတွေကဝင်းရံပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းမြို့သားညီဆွေကကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်နေဖြင့်ပြည်သူ့စစ်မဟာဗျာကိုခြေကပ်လျက်ဂျပန်စစ်ကော်မရှင်ကိုပပေါင်းဆောင်ကစဉ်ဆက်မပြတ်ထိုးနှက်တိုက်ခိုက်လျက်ရှိကြောင်း NUG ကာကွယ်ဝင်ကြီးဌာနကအသိပေးထုတ်ပြန်ပါတယ်ဆက်လက်ပြီးချောင်းမြို့နယ်နဲ့ဖလန်းမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်ကစစ်သား10ဦးသေဆုံးကစစ်တုံးမဲ့လေးဦးရှင်ပန်းပြီးမကွေးတိုင်းချောင်းမြို့နယ်နဲ့ကျန်းဖက်စစ်တပ်ထိုင်ကြားတပ်ဆွဲထားတဲ့စစ်စင်ကိန်းနဲ့တက်စကန်ဝင်ရောက်တိုက်ခိုက်မှုစစ်သား9ဦးသေဆုံးကြောင်းThe Commanding Office of Macquarie District မှာတောင်းရှိသူကပြောတယ်ဒီဇင်ဘာ25ရက်နေ့မိုးလင်း2:30မိနစ်ခန့်ကလည်းချောင်းမြို့မြောက်ဖက်မြို့ဝင်ကြောက်တဲဂိတ်နီတက်ဆွဲထားတဲ့ဂျပန်စစ်သားတွေကိုတွန်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်သား3ဦးပြင်းထန်စွာထိခိုက်ရရှိခဲ့ပါတယ်။